အဲ့လိုပေါ်ရှွတ်နေတယ်ဆိုတော့လေသမီးအဲ့လိုဆက်ပဲတောက်မယ်လေဒါကိုကဆေးကိုလုံးဝမထိုးရတော့ဆရာအဲ့လိုမျိုးအရင်ဘယ်နှစ်ကြာဖြစ်တာယောဂဖြစ်တာသမီးက9နှစ်6နှစ်လောက်9နှစ်6နှစ်အခုလိုမျိုးပေါ့တာပေါ့ဘူးလားမပေါ့ဘူးမပေါ့ဘူးလားနော်အဲ့ဒါဆေးရထူကြချက်ဆရာပြောပြပါနဲ့အဆိုးလည်းမထိုးရတော့ကြာသေးဘာဆေးမှမတောက်ရတော့မတောက်ရတော့ခါတိုင်းဆိုရင်ဘယ်လိုလဲထိုးနေရတာအများနဲ့မနဲ့ထိုးညထိုးရတယ်မနဲ့ကို7နှစ်ညအောင်30တွေးကြစရာလည်းနေ့တိုင်းတောက်ရတယ်အခုငပိစားလည်းသွေးမတက်တော့ကဲအခုစားချင်တယ်လည်းစားရစားချင်တာလည်းစားတယ်အဲ့လိုလည်းရပြီအဲ့ဒါလည်းကောင်းတယ်စားလို့ရတာကောင်းသွားလို့ပေါ့လားသွားတာလည်းပေါ့ချွတ်နေတယ်တော့ဆရာအောင်သမီးကဝင်းလေးနည်းနည်းလေးချုပ်နေတယ်တခုဝင်းလေးချုပ်တာဟိုသွေးကြောလေးတွေကျန်နေတာနော်အဆိုင်သွားမှသွေးကြောလေးတွေကျန်နေသေးတယ်နော်အဲ့ဒါလေးပြေးသွားပြီဆိုပြီးသွားပြီနော်အခုလည်းဟိုကဘာပြော90ရာခိုင်နှုန်းတော့တေချာဝါထွက်သွားနော်ရုံကြည့်လားအဲ့လိုမျိုးရုံကြည့်တာဗောဆရာပြောတော့ဝမ်းနဲ့တာတာဗောဆရာလည်းကျေးဇူးတင်လားကျေးဇူးတင်တာဗောဆရာလည်းအများကြီးကျေးဇူးတင်ပါတယ်စိတ်ကောင်းပါတယ်ဟိုအလားတူဝေဒနာတွေဘာပြောချင်လဲကစီချိုယောဂနဲ့ပတ်သက်ပြီးစီချိုသမားတွေစီချိုပတ်သက်လာပြီးတော့ခုပါလို့ဒီဆရာအကုန်ကောင်းပါတယ်လက်တွေတောက်တဲ့လူလည်းပြောလက်တွေ့တာလေလက်တွေတောက်တာလားလိုင်းပေါ်ကနေကြည့်တာပဲဒါပေမဲ့အခုကိုယ့်လက်တွေ့ဆိုပိုယုံသွားပြီပိုယုံသွားပြီနော်ဟုတ်ကဲ့ပါအခုဆိုမိသားစုအေးဆေးဆေးဖြစ်သွားပြီလားနောက်ဆိုရင်တနေ့ခေါင်းညင်နေရနော်ခေါင်းညင်နေရတာဆေးတော့အောင်ဆေးပဲဟိုစီးပွားရေးမတွေးရဘူးအဲ့ဒါပဲခေါင်းနေရဟုတ်ကဲ့ဆရာအဲ့လိုကျမ်းပါပါဆရာလည်းဝမ်းသာပါတယ်လားဘာပြောဆရာလည်းသမီးကနောက်တဲ့အမှခေါ်လာနောက်တော့ခေါ်လာတယ်ဒါပဲရလာတာလေသူတို့ကဇီးကုန်းလေးတန်းလေးတယောက်ပါတယ်ဇီးကုန်းတယောက်ပါတယ်ဒီကနေ့ကြာဆရာဒါညီကောင်မောင်နှမတွေညီကောင်မောင်နှမရွေးလားဟုတ်ကဲ့စီးချိတ်တွေပါဆရာတက်တာတယ်ဒါပေမဲ့ရားလာတွေကတော့ဟိုဟာဖြစ်တယ်ပြောမှတော့ရိုက်နေရတယ်ကပြောပါကအခုဘာထူးပါလဲကပြောသမောကျွန်တော်ဟိုပထမပြတော့စီးချိတ်ပြတယ်ဟိုသားတွေရာပြီးဘိတ်နေထွက်တာအင်ဂျင်ကြီးတွေထွက်လာအဲ့ဒါဘယ်လိုဖြစ်လဲဆိုတော့နှစ်ရက်တစ်ခါဖြစ်တယ်အခုဒီဆေးကဒပလင်းတောက်လိုက်ဒပလင်းကုန်သွားတဲ့အချိန်မှာအရှင်းမပြောက်ကြည့်တယ်အောင်တော့မှသူကလည်းနည်းဟိုကအရင်တော့2ရက်ကိုတစ်ချိန်အဲ့အင်ဂျင်တွေထွက်ပြီးတော့ရားရဲဆိုလို့ချင်းခု3ရက်ကိုတစ်ချိန်ရက်တွေလည်းရော့သွားပြီလားတက်ရော့သွားနောက်ပြီးတော့ဒီတိုက်ခဲမှုဝေဒနာကြတော့နည်းနည်းပေါ့သွားပြီအင်ဂျင်တွေလည်းကူထားလို့ရတယ်ကူအိတ်လို့ရတယ်ဒီမျိုးဟိုသွေးကြောလေးတွေစအလောက်လာပြီနော်သွေးကြောလေးသွေးသွားလာပြီဟိုစားလာလည်းပြောင်းသွားမလားအရင်ကတူသေးလားမတူတော့အရသာတွေ့လာလားကောင်းသွားပြီအိတ်ထားလည်းကောင်းလားစားလို့လည်းကောင်းသွားနော်ကျန်တာတွေကဆရာဒီ6တော့ကအစစ်မြစ်ရောင်ကြိုက်တာလေးရတယ်ကြံနည်းနည်းလေးပါဒါကလို့ပလာလေးကြံမလေးအခုမှဘလောက်ရှိသေးတယ်တောက်တာမှနော်အရင်20ပဲခါပါလေးပဲရှိသေးရနော်အခုအဲ့လောက်ကြီးပြောင်းသွားလား